အကယ်၍သင်ကအလင်းအလျင်နဲ့ခရီးသွားနိုင်မယ်ဆိုရင်တစ်စက္ကန့်ကိုကီလိုမီတာ3သိန်းနှုန်းနဲ့ဖြစ်ပြီးတစ်စက္ကန့်အတွင်းမှာပဲကမ္ဘာကြီးကိုခုနှစ်ပတ်တောင်ပတ်နိုင်လောက်တဲ့အထိမြန်ဆန်ပါတယ်။အခုခရီးစတင်ပါမယ်။ပထမဆုံးရနာမယ့်နေရာကလက်ကဘာပါ။1.3 စက္ကန့်လောက်ပဲကွာဝေးပါတယ်။မြတ်တောင်တစ်ခါအတွင်းမှာပဲရောက်သွားမှာပါ။နောက်တစ်ခုကတော့ဂျူပီတာစီကိုအရှိန်တင်ပြီးသွားပါမယ်။အလင်းအလျင်လက်သွားရတော့မှအဲ့ဒီကိုရောက်ဖို့35မိနစ်ခန့်ကြာအောင်ပါပါ။ဒါပေမဲ့အခုမှတကယ်ခရီးစဉ်ကစတင်တာပါ။သင်ဟာကျွန်ုပ်တို့ရဲ့ Milky Way Galaxy ကြီးကိုကြောခွိုင်းလိုက်ပြီး track ခွာလိုက်ခဲ့ပါပြီ။သူ့ရဲ့အကျယ်ဝန်းကအလင်းနှစ်3သိန်းလောက်ရှိပါတယ်။ဆိုလိုတာကအလင်းအလျင်နဲ့သွားရင်တောင်မှတစ်ဖက်ကနေအခြားတစ်ဖက်ကိုဖြတ်ကျော်ဖို့နှစ်ပေါင်း3သိန်းကြာမှာပါ။သင်အဲ့ဒီလိုဖြတ်တန်းသွားနိုင်တဲ့အချိန်မှာကဘာပေါ်ကယဉ်ကျေးမှုတွေအကုန်လုံးအသစ်ပြန်ဖြစ်လိုက်ဖြတ်သုံးသွားလိုက်တော့အချင်းချင်းဖြစ်သွားနိုင်ပါတယ်။အဲ့ဒီနောက်မှာတော့ကျွန်ုပ်တို့ရဲ့အိမ်နီးချင်း Galaxy ဖြစ်တဲ့ Andromeda Galaxy ကိုဦးတည်သွားပါမယ်။အကွာအဝေးကတော့အလင်းနှစ်1.5 သိန်းလောက်ရှိပါတယ်။အလင်းအလျင်နဲ့သွားမယ်ဆိုရင်တောင်ဒီခီးစဉ်ကနှစ်ပေါင်း1.5 သိန်းကြာမြင့်မှာပါ။အခုတော့နောက်ဆုံးခီးပန်းနိုင်လက်တဲ့ကျွန်ုပ်တို့လေးလာမြင်တွေ့နိုင်တဲ့စကြဝဠာကြီးရဲ့အဆုံးကိုသွားပါမယ်။အလင်းနှစ်46ဘီလီယံနီးမှဝေးကွာပါတယ်။အကယ်၍သင်ကဒီနေ့ပဲထွက်ခွာသွားမယ်ဆိုရင်တောင်အဲ့ဒီကိုရောက်ဖို့နှစ်ပေါင်း46ဘီလီယံကြာအောင်ပါပါ။စကြဝဠာကြီးကအစစ်မပြတ်ကျန်ကန်နေတဲ့အတွက်သင်အဲ့ဒီနေရာကိုတကယ်တမ်းရောက်နိုင်ခြင်းမှရောက်နိုင်ပါတယ်။ကျွန်ုပ်တို့ရဲ့ဘဝတွေကသေးငယ်ပါတယ်။ဒါပေမဲ့ကျွန်ုပ်တို့ရဲ့စိတ်ရည်စဉ်တွေးတောနိုင်စွမ်းကတော့စကြဝဠာကြီးကိုယ်တိုင်ထက်ကိုပိုပြီးကြီးမားကျယ်ပြန့်လာပါတယ်